ပြုဖို့ဖြစ်ပါတယ်ကျွန်တော်သမင်းတော့မစားပေးပါဘူးဘုရားဒီမှာရှိတဲ့အတိုင်းကျွန်တော်Christian College ကပဲတင်တာအကပဲမေ့ဆုံးစားဖို့အစီအစဉ်စားဖို့ပါမယ်ကျွန်တော် Master of Ceremony မရှိပါဘူးဒီ program ကပြည်တင်ကကျွန်တော်ကိုဆောက်တော့မှာဖြစ်ပါတယ်အခုကျွန်တော်စားပြီးတော့ဒီ CCA အကပဲတင်တာမေ့ဆုံးစားဖို့အစီအစဉ်စားဖို့ပါပါတယ်လာရောက်ခြင်းဖြင့်ပါဝင်ကြသောဧည့်သည်တော်များအားလုံးဖြစ်တော်ဘုရားမြတ်သောနာမ၌မင်္ဂလာပါလို့ဆိုလို့ခေါ်စစ်တာပါလေအားလုံးမင်္ဂလာပါကျွန်တော်တို့အားလုံးဟာတာမန်လူသားတွေမဟုတ်ပါဘူး TCC ရဲ့ဘိုးရုံတော်တွေဖြစ်ပါတယ် TCC ရဲ့တကယ်ချင်းတွေဖြစ်ပါတယ် TCC အတွက်လက်တွဲပြီးတော့မှလှုပ်ဆောင်ကြမယ် TCC ရဲ့ specific ကောက်ထားတဲ့ဓမ္မမိတ်ဆွေများဖြစ်ကြပါတယ်အားလုံးကိုကျွန်တော် TCC မှာကြိုဆိုတယ် TCC နဲ့ဆက်ဆိုင်ပြီးတော့ဒီငယ်ပေါ်ပြမယ်ဆိုပြီးကျွန်တော်အတင်းတော်အနေနဲ့တော်၎င်း TCC ကျောင်းတော်ကြီးအနေနဲ့တော်၎င်းကျွန်တော်တို့ရဲ့တတိ Christian College ကောင်းကင်ကနေကြလာတဲ့ဖျားပြီးတဲ့လက်ဆောင်တစ်ပါးဖြစ်တယ်လို့ကျွန်တော်ဒီလိုပဲခံယူထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့1990ခုနှစ်တုန်းကအတင်းတော်အစပြုခဲ့တာဖြစ်တယ်1990ရှိရောက်လာတဲ့ချိန်မှာအတင်းတို့တင်တာအားလုံး MIT မှာ Bible Camp ပြုလုပ်ပါတယ်အဲ့ဒီချိန်မှာအားလာတဲ့ချိန်လေးမှာကျွန်တော်တို့အဖွဲ့ဒီ MIT MICT KTBS အဲ့ဒီကျန်းစာချုပ်ကုန်ထဲမှာလာလျှော့ထွက်တဲ့ချိန်မှာလူသမီးများစကားပြောတဲ့အရာလေးအမျိုးသမီးများရဲ့ယူပါယုံကျွန်တော်ပြန်ပြောလို့ချင်းတယ်လာလျှော့ပွဲရင်းနဲ့ကျွန်တော်ဆရာကြီးတို့ထိုင်လို့လည်းပါတယ်ကျွန်တော်အဖဥက္ကဋ္ဌကြီးဦးထောင်ခရလည်းပါတယ်အမျိုးသမီးအဖွဲ့မှာကျွန်တော်တို့အတင်းတော်နေနဲ့လဲကျန်းစာကြောင်းတစ်ကြောင်းလောက်ရှိနိုင်တယ်ကောင်းမယ်ဆိုပြီးတော့မှအမျိုးသမီးကောင်းဆောင်များအစပ်ပြေးထွက်လာတဲ့ဖြစ်တယ်အမျိုးသမီးများရဲ့ယူပါယုံဖြစ်တယ်ကျေးဇူးတော်ကြောင့်1998ခုနှစ်မှာအမျိုးသမီးများရှိတဲ့ယူပါယုံမှာ2000ခုနှစ်ဖေဖော်ဝါရီ20ကျမှအကောင့်ထဲပေါ်လာတာဖြစ်ပါတယ်။ကိုယ်ဆောင်တာနည်းနည်းဝင်ကြလောက်ကြားတဲ့အဲ့ဒီမှာ MIT အနေနဲ့လဲ BTH program ကိုရုပ်သိမ်းလိုက်တော့ဒါဖျားပြီးတဲ့ကောင်းကင်ကနေချပေးတဲ့မင်္ဂလာတစ်ပါးမင်္ဂလာဆောင်မင်္ဂလာလက်ဆောင်တစ်ပါးဖြစ်တယ်လို့အသင်းတော်ကြီးနဲ့ခံယူထားတာဖြစ်ပါတယ်2000ခုနှစ်တည်းကအစပြုတဲ့ TCC စက္ကန့်နဲ့တောင်ဘုရားရှင်ကြီးကောင်းချီးပေးပါတယ်ကျောင်းဆရာကြီးတွေဆရာဆရာမတွေစက္ကန့်တဲ့အမှုတော်ဆောင်နေအားလုံးကသစ္စာရှိရှိနဲ့စက္ကန့်ပြုတော့မှ TCC အမှုတော်တိုင်းတို့ပါဝင်ကြတယ်တို့ခက်ခဲ
account, Tapajiri, Lasadi, Nisaya Kodari, Bama, Masisan Pina, Peter Lasa, Lineve, to Sakabirama, second midnight, Mudamatu, our Jim Chitty, Natom Kunimasa, the Nip Dion, this Ashishine, this is Jama Jima, second Amudo, Tango Chede, Sesama Miale, Kiviani, Gumbusta, the Nobuchine. Kekene, this is Kai, Purine Chima, Joro Deno Ninadolagon, this is Jamdoji and Ninadolagon, sponsor Yellow Titan, Shima. The Choka Mide, Dr. Enos on the Jamdoji, Chindo, Bejan Assetway, Yuguroma, sponsor Betosi Yale, the Nitanin sponsor, Belam Yale, Superoma, Midamikundile, Jerutini Yamane. Sponsor Nine, Titan, Jeroma Shipa. TCC, Jamdoji, Seven Lulu, Jatina Alumna, Payashin, Dumbude, Adundo Kane Ludia, Sinaru Chipade Suda, Janonine, Obiachini. Jesu de Sakanine, Yome Suin, Bama Mushidi, TCC, Adenonine, Imetematon, Mamedire, TCC, Chip on Olunga, TCC, Janoji Yellow, Janoru, Wipon Olunga, Jubayu Shide, Vision Shide, Newtimi Council, Jesu de Yama Chipane. Tunita Kame, TCC, Asapu Naru, Uson Bakere, Asapu de Chimazani Tayon, Uson Pike Jere, Atena Council Mia, Siasama Mia, Alukule, Jesu de Yama Chipane. Soso to know, Pobiatalu, Jamdo Jijatina, Asasa Ayaya, Puni, Bambu Pijade, Waiji Archim Dolagong, Sultan Chin Archim Dolagong, Mimi Padumi Mia, Adeto Denda Mia, Silochin Archim Dolagong, Pawan Jade, Adeto Didi, Miba Mia, Yoji Dumia, Luku, Jesu Tenyama, Chipa, Jonos also Hobiade, TCC, Jamdoji and Ine, Jorobalum, Pejada, Joro Pejajin, Kayada, Tipe, Shipa, Jesu de Saka, Biojine, Jesu de Saka, Biojine, Akabedina, Alum Tung Song Jame, Akabedina, Tung Song Yene, Sai Lidi, Drone Tejam Tade, Sai Lidi, Dipele, to do Pumyama Chipade, Drone Sosoa, Sakapade, Tatalu, Janoba Luna, Atu, Pejaji, Kaya Turi, Chipade. TCC, Luyung Dori Chipade. TCC, Tangejini, Chipade, Celebroma, TCC, Jatina Uluna, TCC, Jamdojima, Amudo Songu, Tadimia Miamasua, Muituna Uluna, Timaya Shira Jede, Siasama Mia, Mimani Kumamia, Zalone to Leto Miloma, Pawin Jau, Pinko, Janodione, Lowa, Yongchide, Seichade, Drop TCC, Jamdoji,
မြောင်လေးနိုင်တော့မကျန်စီနိုင်တော့အအိုးပွဲကောင်းချီးမင်္ဂလာဘုရားရှင်အားဖြင့်ရောက်ရှိလာကြတဲ့အဲ့ဒီတော်များအားဖြင့်ကျွန်တော်မြင်တွေ့ရမယ်လို့ကျွန်တော်ဒီလိုပဲခံစားမိပါတယ်ဒီလိုပဲယုံကြည်ပါတယ်ဒီညနေအကပယ်တင်အားဖြင့် TCC ရဲ့ဘဝခရီးမှာအအိုးပွဲအလုံးထူးခြားတဲ့ဘာရဲ့ကောင်းမှုကောင်းကြီးကိုကျွန်တော်ခံစားမယ်လို့လုံးဝယုံကြည်ကြောင်းပေါ်ပြတယ်နှုတ်ခွန်းဆက်စကားဒီနေ့ညနေကျွန်တော်ဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆုတောင်းခြင်းကျေးဇူးမေတ္တာဘုရားတော်ရှင်သာသမီတို့၏ယုံကြည်ရာမှုတွေ့ရာကိုယ်ရာအားထားရာဖြစ်တော်မူသောအာမင်ဆိုပါဗျာဒီနေ့ Christian College ကိုရရှိလူသောကြောင့်ဤကဲ့သို့စေတနာမေတ္တာရှိထားလျက်တုံ့ပြန်လျက်ရောက်ရှိလာကြသောအခါမှာအာရုံတို့၏ပါဝယ်မှုစက္ကန့်မှုစေတနာရဲ့ရောမှုများကိုရှင်ဘုရားကောင်းချီးပေးတော်မူလျက်ကျောင်းတော်ဤဒုတိယဒုတိယကျောင်းလူအမှုများတို့ဒီပတလမ်းမှာဆက်လက်ပြီးပြေဝဆုံးလင်းစေနိုင်ဖို့ရန်ဘုရားဖျားစုပေါင်းဝိတုဝါပါဝင်လျက်ပေးလူလျက်ကူညီလျက်အားပေးလျက်ဘုရား၏နိုင်ငံတော်တခါတကန်တာမှာဒီဆောက်သူများပါဝင်သူများအလူတော်ပြည့်စုံတဲ့ဘုန်းတော်နာမတော်တင်ရှားစေဖို့ဤနည်းအားဖြင့်ဤကဲ့သို့စက္ကပါဝင်ရသောခွင့်အတွက်ဘုရားရှင်ဘုရား၏ဆက်လက်၍တူချင်းတက်တာနိုင်တော်ကောင်းမိသားစုတည်တည်တို့ရဲ့တက်တာနိုင်တော်ကောင်းဒါတမျိုးချင်းချင်းမပေးပိုင်မပေးနိုင်တော့လောကီလောကုတ္တရာတပြည့်စလုံးကောင်းချီးမင်္ဂလာများတို့ကိုကျွေဝါစွာဆက်လက်ပေးသနာတော်ပါဤမေဆုံစားပွဲအကပေးညစာစားပွဲစီစီအစာအလေးဆုံးဘုရားရှင်မြတ်ကိုယ်တိုင်အတူပါရှိတဲ့ပြောင်းရွှေ့ဝမ်းမြောက်စွာနဲ့အနိတ္တရာရှိစွာနဲ့အကျိုးရှိစွာဖြင့်ဘုရား၏ဘုန်းတော်နာမတော်ဖူးလုံးနာကောင်းမွန်စွာဇီနအာရစွာနဲ့ဆောင်ရွက်နိုင်ဖို့ဘုရားရှင်ဘုရားဆိုင်ကိုပါရှိတဲ့ကောင်းချီးပေးတော်မူပါမည်အကြောင်းကတိရှင်ဤသခင်ရှိနာမတော်မြတ်ကိုမြည်ပြုတဲ့ကျေးဇူးတော်ပေါင်း
chimale sudam tempe sekacha pai pia. Amen. Kuchemano, sono sema Grace School Music Siama dali pio. Tu pio cheta pio pio so cheta so le cheta. Welcome the Kogi Chairman to the Stretch all night.
14G ချင်းအဖြစ်အလုံးစိတ်ပျော်ရွှင်ကြည်နူးအောင်ခွန်အားပေးတော်တဲ့ဆရာမ Grace ဖျားရှင်ကောင်းချီးပေးပါစေဒီလိုတချင်းမျိုးကဘာကျော်ခက်ခဲတဲ့အခေါ်ပေါင်းစုံထည့်သွင်းပြီးမှ music ပေါင်းစုံထည့်ဆက်ထားတဲ့တချင်းမျိုးဆိုချင်တယ်ဆိုရင်ဆရာမစီမှာသင်လို့ရပါတယ်လို့ DCC ကနေ welcome ပါလို့အားလုံးဖိတ်ခေါ်လိုပါတယ်ဒီညနေကျွန်တော်အပဲဒီနာမှာအားလုံးတို့တကွဒီနာဆိုတဲ့အတိုင်းပဲဖြစ်ဖြစ်နဲ့စကားပြောရင်းနဲ့ကျွန်တော်စားဖို့ကတော့ hot pot ဖြစ်ပါတယ်ဆိုတော့ hot pot ဆိုလည်းပဲကဘာပေါ်မှာနာမည်ကြီးမင်းတို့တစ်ခုဖြစ်တယ်ကဘာနိုင်ငံအသီးသီးမှာလည်းပဲသူ့ရဲ့ဒေတာအလိုက် hot pot လည်းအမျိုးမျိုးရှိပါတယ်ဒီနေ့ကျွန်တော်စားမဲ့ DCC မှာကပဲဒီနာမှာစားတဲ့ hot pot ကတော့ကဘာပေါ်မှာအကောင်းဆုံး hot pot ဖြစ်ပါတယ်ဒါ handmade ပေါ့နော်ပါဝင်တဲ့အသားကြီးငါးကြီးအသီးရွက်တွေက handmade ဖြစ်ပါတယ်ချက်ပေးတဲ့ကျွန်တော်ရဲ့စပူမှုတွေကတော့အိန္ဒိယချင်းဖြစ်တဲ့ကချင်ဖျားကြောင်ကကျွန်တော်ရဲ့ဆမ်မဒီဖြစ်ပါတယ်လို့အဲ့ဒါကြောင့်အားလုံးဒီကဘာပေါ်မှာတခါမှရှိသေးတဲ့ handmade homemade အကပေဒီနာစားသုံးကြမှာဖြစ်ပါတယ်ဆိုတော့စားဖြစ်ဖြစ်နဲ့စားရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းဖြစ်ဖြစ်ပဲစကားပြောချင်တယ်ပိုက်ဆံမှာပဲအများကြီးစားလို့ရပါလိမ့်ဆိုတော့စားရတာတာပေါ့နော်ကျွန်တော်ဖြစ်ဖြစ်နဲ့အချိန်ကိုအသုံးပြုတော့မှာဖြစ်ပါတယ်ဆိုတော့ဒီ bulletin ထဲမှာကြည့်တဲ့အခါမှာစာမျက်နှာ3မှာတွေ့ရမှာဖြစ်ပါတယ် facts about DCC ဆိုပြီးမှကောင်းစင်လေးရှိပါတယ် DCC အဖျားပေးထားတဲ့ view by အဖြစ်2000ခုနှစ်မှာစတင်ဖွင့်လှစ်တဲ့အကြောင်းဖြစ်ပါတယ် Myanmar Institute of Theology MIT NC ရဲ့ ETH Extension Program အဖြစ်စတင်ဝင်ပွားလာတာဖြစ်ပါတယ်ယနေ့အချိန်မှာတော့မိမိချစ်ချောက်ပေါ်မှာယက်တည်နိုင်တဲ့အကြောင်းအဖြစ်ဘုရားခင်ကကောင်းချီးပေးမှစာတော်မူတာဖြစ်ပါတယ်ကျွန်တော်ဒီအကြောင်းလေးတော့မြန်မာနိုင်ငံနှစ်ချက်အသင်းချုပ်ရဲ့ Theological Education Department DED ရဲ့အသင်းဝင်ကြောင်းဖြစ်ပါတယ်ယနေ့ကျွန်တော်ရဲ့ DED ရဲ့လက်ရှိ Director ဟာလည်းပဲကျွန်တော်မြန်မာကျွန်တော် DCC ရဲ့ full-time faculty member Dr. Thangchin လည်းဖြစ်ပါတယ်သူကတော့ new MBCGS ပေါ့နော်ဆိုတော့ကျွန်တော် DCC ကအများအားကြွားရတယ်ပေါ့နော်ကျွန်တော် DCC ကိုဖြတ်ကောင်းကြည့်ပေးတယ်ပေါ့နော်ဒါပေမဲ့ဆရာလည်းပဲDCC တော့မမေ့ဘူးပေါ့နော်ဒီရလည်းပဲကပေဒီနာမှာတက်တွေ့ရအရန်ဝတ်တာပါတယ်ဆက်လက်လေးထောင်ပေးပါအောင်MBC new GS ဖြစ်ပါတယ်လို့DCC ရဲ့ကျောင်းဆရာတခုဖြစ်ပါတယ်ကျွန်တော် ATM လို့ခေါ်တဲ့ MCC လည်းအမှရှိတယ်အတင်းတော့ဂိုင်းပေါင်းစုံကျက်စာကျောင်းများရဲ့အဖွဲ့ဝင်ဖြစ်တယ်ကျွန်တော်အကျောင်းဟာပါဝင်တာဖြစ်ပါတယ်ဆော့ဆော့ကကျွန်တော်ကြားခဲ့တဲ့အတိုင်းပဲဒီပေါင်း18နှစ်အတွင်းမှာဒီကျောင်းကနေဘွဲ့ရရှိသူ148ဦးရှိပြီဖြစ်ပါတယ်ဒီပရိုမာရရှိသူက90ဦးကျော်ရှိခဲ့ပြီဖြစ်ပါတယ်ကျွန်တော်ဒီကျောင်းမှာတော့ program က2မျိုးပေါ့နော် theological education နဲ့ liberal arts program ဆိုပြီးမှ2မျိုးကျွန်တော်ကသင်ကြားပို့ချတာဖြစ်ပါတယ် BTH MD DPTH က theology program များဖြစ်ပြီးမှ business management social work church music liberal arts program နဲ့ diploma သင်တန်းများလည်းကျွန်တော်ဖွင့်လှစ်ထားတာဖြစ်ပါတယ်ကျွန်တော်ဒီ faculty member theology program မှာ faculty member ကfull time အနေနဲ့ယခုချိန်မှာ9ယောက်ရှိပါတယ် part time ကတော့9ယောက်ပေါ့နော်ဆိုတော့အားလုံးစုစုပေါင်း12ယောက်ကျွန်တော်တဦးတယောက်ချင်းစီမမေ့ဆက်လို့တော့ပါဘူးအားလုံးရှိတဲ့နေရာကနေ DCC ကျောင်းဆရာဆရာမများကျေးဇူးပြုရဲ့မျက်နှာပြပြီးမှတ်တထားပြီးမှ theology ဆရာဆရာမများပေါ့နော် please rise up and show your face okay let's talk about thank you ကျွန်တော် diploma church music မှာ
ဆက်စမငါဦးရှိပါတယ်ကျေးဇူးပြုရဲ့ကျွန်တော်ချက်ချင်းမျိုးစိကဆက်စမရှိတဲ့နေရာကနေမတရပြပါရှိတဲ့မှာနောက်ကျွန်တော်ဒီဘူမာ in social work မှာဆက်စမငါဦးရှိပါတယ်လာရောက်နေတဲ့ဆက်စမများကျေးဇူးပြုရှိတဲ့နေရာကနေမတရပြပါဆက်မပြတ်ဆုံးဒီရောက်ပဲကိုစားမှာလာနေတာဖြစ်ပါတယ်ဒီလိုမှ business management မှာဒီတိကတော့3ရောက်ပါတော့ဒီခုဒီမှာကျူဆူကြရစကမ်းတော့ဒီစနေနေ့လေးနဲ့9 6မှာတော့ကျွန်တော်ရဲ့ courses ကြီးရေးသားထားတာဖြစ်ပါတယ်ကျွန်တော်အတားဒီမပြောတော့ပါဘူးစာမျက်နှာ6ရဲ့နောက်ဆုံးစာပိုက်မှာပေါ့နော် Foundations Scholarships and Awards ဆိုပြီးမှရေးသားထားပါတယ်ကျွန်တော် TCC ကျောင်းရဲ့ပညာသင်နှစ်မှာ What Academic Year မှာကျန်သိန်းပေါင်း900အထက်ကုန်ကြတာဖြစ်ပါတယ်ကုန်ကြစစ်စုစုပေါင်းရဲ့90ရာခိုင်နှုန်းကတော့မိခင်တင်တော် DBC ကနေထပ်ပံပြီးမှအခြား25ရာခိုင်နှုန်းကနေကတော့ tuition fee ကနေရရှိဒါဖြစ်တဲ့ကျန်25ဆိုလို့ရှိရင်တော့စေတနာရှင်အလူရှင်တို့ရဲ့ပံ့ပိုးဘုံကြီးချင်းအဖြစ်ကျေးဇူးတော်ခံစားရရှိတာဖြစ်ပါတယ်ဒီအလူရှင်များရဲ့စေတနာရှင်များရဲ့လူဒန်းချင်းများဟာအထူးသဖြင့်ကျောင်းသူကျောင်းသားများရဲ့ထောက်ပံ့ကြေး scholarship လို့အဆောင်နေစရိတ်နဲ့ကျောင်းရဲ့ပတ်စုံကွန်ပျူတာတဲ့ရေးအတွက်အသုံးပြုတာဖြစ်ပါတယ်ကျွန်တော်ဒီစာမျက်နှာ9မှာဒီနှစ်2018ပညာသင်နှစ်အထိကျွန်တော်ရရှိထားတဲ့ Foundation Scholarship Awards ဒီဖြစ်ပါတယ်အသေးစိတ်ကျွန်တော်မမေ့ဆက်လို့မပြောသေးပါဘူးခဏနေကျွန်တော်ကဘန်ဒါရေးကော်မတီကနေအသေးစိတ်ရှင်းပြမှာဖြစ်ပါတယ် tuition fee အနေနဲ့တော့တစ်နှစ်မှာကျွန်တော်2,500,000ကောက်ခံထားပါတယ်ပြီးလို့ရှိရင်အဆောင်နေကျောင်းသူကျောင်းသားတွေကတော့2,500,000အဆောင်မှာ10လစာသွင်းရတာဖြစ်ပါတယ်ဆိုတော့တချို့ scholarship တွေကအဆောင် fee ရယ်boarding fee ရယ်နော် cover နိုင်တဲ့အခါမှာ9,000ကျပါတယ် full scholarship လို့ကျွန်တော်သတ်မှတ်ထားတဲ့ scholarship ထဲမှာတော့အဆောင်ကြီး boarding fee အပြင် tuition fee အပြင်ကျွန်တော်food allowance 2,500,000ဆိုစုပေါင်းတနည်းမှာ full scholarship ကတော့9,500,000ဖြစ်ပါတယ်စာမျက်နှာ9နောက်ဆုံးစာပိုင်မှာ Friends of TCC Theology and Liberal Arts Program တီတို့တွင်Bachelor နဲ့ Master courses များနိုင်ငံတကာအဆင့်မီအနည်းနိုင်ဖို့အတွက်ကြိုးစားအားထုတ်နေရှိပါတယ်ဒီအနာဂတ်ယူပါယုံများအကောင့်ထဲပေါ်နေဖို့အတွက်မတီငွေ endowment fund ကိုလည်း2014ခုနှစ်မှာစတင်ကြိုးပမ်းနေတာဖြစ်ပါတယ်။တစ်နှစ်လျင်တက်တဲ့သိန်းလူတန်းမိတ်ဆွေ Friends of TCC 1000ကိုဥမာ97တဲ့ပေါင်းလူတန်းနဲ့သိန်း9,000ဖြစ်ပါတယ်။ဒီနေ့ထိ TCC မိတ်ဆွေတရားနဲ့28ဦးရှိပြီဖြစ်ပါတယ်။ပေးယူထားသောငွေသားစုစုပေါင်းကတော့သိန်းပေါင်း100နဲ့40ကျော်ရရှိပြီဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးစာပေမှာကြည့်လို့ရှိရင် needs and necessity ပေါ့နော်ကျွန်တော်ကြောင်းကို upgrade ကျွန်တော် computer တော့ဒီ phone တို့ဟာလည်းပဲနေ့တိုင်း model အသစ်တွေပေါ့နော် model အသစ်တွေပေါ်လာတယ်လို့ပဲကျန်းစာကြောင်းတွေလည်းပဲနေ့တိုင်း upgrade လုပ်ဖို့လုပ်တယ်ပေါ့နော်ကျွန်တော် software အပိုင်းဖြစ်တဲ့ theology သင်ကြားနိုင်တဲ့အတွက်နော် hardware ဆိုတဲ့facilities တွေလည်းလိုအပ်တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ကစာအုပ်စီဒီနေ့မှာလိုအပ်တာက9ခုလိုအပ်ပါတယ်။စာအုပ်ကတော့ကျွန်တော်အခုလောလောဆယ် library မှာ title 6,000 6,000ရှိနေပါပြီ။ကျွန်တော် MT program ဖွင့်နေပြီဖြစ်တဲ့အတွက်ကြောင့်နိုင်ငံတကာသတ်မှတ်ချက်အရစာအုပ်စုစုပေါင်း8,000တိုင်းကတော့စာအုပ်အရေးတော်ပဲနဲ့ခေါင်းစဉ်အလိုက်8,000ရရှိစုဆောင်နေတာဖြစ်ပါတယ်။ကျောင်းသူကျောင်းသားတွေအဆောင်မှာ
အစင်ကြီးဆိုတာအိမ်နိုင်နားယူနိုင်ဖို့လည်းတစ်ခါလေးဒီအတားဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ကျောင်းမှာရုံးလုပ်ငန်းစာကြည့်တဲ့မှာစသဖြင့်လိုအပ်တဲ့ tablet နော် printer ကြီးလိုအပ်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်အခု music program ဖွင့်တဲ့အခါမှာလည်း upright piano လိုအပ်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော် computer desktop လည်းပဲရှစ်လောက်ရှိဖြစ်တော့လေမလုံလောက်သေးတဲ့အတွက်ကြောင့်ကျွန်တော်ကလည်းလုံးချက်ပြမှာရှိပါတယ်လို့ဒါကကျွန်တော်2018ခုနှစ်ဒီနေ့မှာဖြည့်စွက်ပွဲအတွက်လိုအပ်တဲ့အရာများဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အကပေဒီနာအကပေမစ်စုံစားပွဲကတော့ကျွန်တော် DCC ကျောင်းတော်အထက်ဖက်မှာပန်ကူကူညီမဆက်တော့ဒေတော်များအဖွဲ့အစည်းများမိသားစုများနဲ့စေတနာရှင်တူတယောက်စီတစ်ပါးကုန်ပြုတော့အားဖြင့်ဒီကင်းကျင်းတော်မေစုံစားပွဲဖြစ်ပါတယ်နေ့စဉ်နေ့တိုင်းမပြုလုပ်နိုင်တော့လေဖျက်ခင်ကအချိန်ခါခွင့်ကောင်းလို့ပြင်ဆင်ပြီးတဲ့အခါမှာ DCC ရဲ့မိတ်ဆွေငယ်ချင်းများအပြင်ဒီဆွေများကိုဖိတ်ကြားပြီးကျောင်းတော်ရဲ့အနာဂတ်ယူပါယုံ vision ကိုမျှဝေတာမြန်မာပြည်အသင်းတော်များအတွက်လူပေါင်းအဖွဲ့အစည်းတိုင်းငင်းချမ်းမှုအတွက်အနာဂတ်ကောင်းဆောင်ကောင်းများမွေးထုတ်တဲ့အတွက်သူတို့ကလက်တွဲဖို့ဖိတ်ခေါ်တဲ့ညနေစာမိတ်ဆွေစာပွဲဖြစ်ပါတယ်ယနေ့ DCC ရဲ့ဖိတ်ကြားခြင်းကိုလေးနဲ့စွာတန်ဖိုးထားရဲ့အကပေမိတ်ဆွေစာပွဲမှာကြော်ရောက်လာကြတဲ့လူကြီးမိဘမျိုးမောင်နှမရောက်စီတိုင်းကိုသူပဲကျေးဇူးတင်ရှိပါတယ်အားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေ
TCC အကပေတင်နာဘလူပဲပြောပြောစကလုံးဒီကောင်းဆုံးဘလူပဲရွေရွေဘလူပဲတီစုရည်ရွယ်ချက်ကတော့ရိုးသားဆိုပြောမယ်ဆိုတော့အလိုခံချင်ပါတယ်ကျောင်းလုံးကြီးကလည်းစကလုံးဒီအကောင်းဆုံးကဘာမှမရှိတဲ့စကလုံးတွေရွေဖို့ကြိုးစားနေတယ်ပေါ်ပြနေတယ်တချင်းများဖြစ်ဆိုတောင်းချင်းများဖြစ်ဒါပေမဲ့ဒီအကပေဆိုတဲ့စကလုံးကတော့ Greek စကလုံးအကပေဆိုတဲ့အတိပ္ပယ်ဟာအားလုံးတည်တဲ့အတိုင်းပဲမေတ္တာတရားအခြေခံပြီးတော့အသင်းအတ္တမယူခြင်းမဟုတ်ပဲနဲ့စေတနာမေတ္တာနဲ့ပြီးလို့ချင်းပြီးစချင်းဒီနာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီနေ့ဒီမှာရောက်ရှိလာတဲ့လူချင်းမင်းများအားလုံးရဲ့စိတ်ထဲမှာလေဒီအကပေတင်နာရဲ့ရည်ရွယ်ချက်ကိုကျွန်တော်မပြောဘဲနဲ့လည်းသိပြတာဖြစ်ပါတယ်တိလုံးလို့မေတ္တာနဲ့လာရောက်ခြင်းဖြစ်ပါတယ်အထူးပဲကျေးဇူးတင်တယ် TCC 2018ခုနှစ်ထိပေါ့နော်တွန်းနိုင်တာကလည်းခုနဆရာကြီးတင်ပြပြီးသားဖြစ်တယ်လို့ကျွန်တော် foundation တွေရှိတယ် Friends of TCC တွေရှိတယ် scholarship တွေရှိတယ် award ဒါတွေဟာမေတ္တာနဲ့ပြီးလူကြလို့သာကျွန်တော် TCC ခေတ်ဟာတွန်းနိုင်ခြင်းဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ပို့ဆိုကျွန်တော်အနေနဲ့ foundation မှာမေတ္တာနဲ့လူဒန်းကြတော့ပါဝင်ကြတော့အလူရှင်များကိုမိတ်ဆက်ချင်ပါတယ်ပထမအနေနဲ့ Ola Nguyen Memorial Foundation ကျွန်တော်စာမျက်နှာခုနှစ်မှာတစ်ချက်လောက်ကြည့်ပြပါခင်ဗျာစာမျက်နှာခုနှစ်မှာပါတဲ့ foundation လေးတစ်ချက်လောက်ကြည့်ပြပါကျွန်တော်တို့ Ola Nguyen Memorial Foundation ကတော့တင်ပေါင်းတရားတည်တည်ကျောင်းသူကျောင်းသားတအိုးတယောက်ရဲ့တရားကို full scholarship ပေးဖို့ရန်အတွက်ဒီတင်ပေါင်းတရားဟာဘာမှထည့်ပြီးတော့ဘာမှဒီပန်းငွေအမြတ် interest နဲ့ကျွန်တော်ကျောင်းသားတရားကျောင်းသူတရားထောက်ပံ့ခြင်းဖြစ်ပါတယ်။ Ola Nguyen Memorial Foundation ကနေဒီနေ့လာနိုင်တဲ့ပုဂ္ဂိုလ်ရှိပါသလားပထမတော့နိုလလွန်ညာရဲ့အမျိုးသား Ola Nguyen ဖြစ်ပါတယ်။သူကတော့ခေါ်လို့ချင်းခံခဲ့ပြီးပါပြီ။နိုလလွန်ညာကတော့ US မှာမိသားစုနေထိုင်ပါတယ်။ဒုတိယပုဂ္ဂိုလ်အနေနဲ့ Reverend Hago Foundation မိသားစုကနေကြော်ရောက်ချီးမြှင့်တဲ့ပုဂ္ဂိုလ်ရှင်တစ်ချက်လောက်မတက်ပြပေးပါခင်ဗျာလက်ခုပ်တီးချင်တာဖြင့်ဘုန်းတော်တို့ကပါပြပါတယ်ကျေးဇူးတင်တယ် No Jaldaha Memorial Foundation ပါထံခလျံပထုံကျေးဇူးတင်တယ် Reverend Saizadar Foundation ဆရာကြီးခါဒါကျေးဇူးတင်တယ်ဆုံးဆရာကိုခိုင်ကျေးဇူးတင်တယ် Reverend Dr. Smith Murtathon Foundation ကျေးဇူးတင်တယ် Poo on the Fall Foundation everyone not so much set up here with the main group ကျွန်တော်တို့ဒီ foundation ဟာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ပုံများလာအောင်လူရည်လည်းပုံများလာအောင် foundation အယူတလည်းပုံများလာအောင်အကြီးငွေကြီးအယူတလည်းပုံများလာအောင်ကြိုးစားဆိုတော့ပါတယ်အများဆုံးတင်ပေါင်းတရားဆိုတော့မဟုတ်ပါဘူးအနည်းဆုံးလည်းမဟုတ်ပါဘူးကျွန်တော်ထည့်နိုင်တယ်လားဒီခရစ်တော်မလာမချင်းထည့်ဖို့ဖြစ်ပါတယ်ဒါတော့ဒီပေါင်းတစ်ထောင်ငွေတန်ပေါင်းတစ်ထောင်တန်တသိန်းလည်းဖြစ်နိုင်ပါတယ်ဒါတော့ကျွန်တော်စုတောင်းခြင်းနဲ့အစာပြုခြင်းဖြစ်ပါတယ်ဒုတိယအနေနဲ့ scholarship
scholarship ကြတော့ကျွန်တော်ပူတော်လို့ပါ scholarship ဆရာမလူပူတော်လို့ပါပူစာနောက်ဆုံးမှာထိုင်ပါတယ်အတက်နေပါတယ်ကျေးဇူးတင်တယ် Open Door Ministry Reverend Nathan Polo ပြပါတယ်ကျေးဇူးပေးတဲ့ထားပေးပါလက်ခုပ်တီးချာပြင်းတို့တို့နေရအောင်ဒီလိုဖန်နော် scholarship ဒီနေ့မှလာနိုင်လို့ပါတယ်ကျေးဇူးတင်ပါတယ် PBC Women Department Scholarship အမျိုးသမီးကောင်းဆောင်များရှိတဲ့နေရာတွေမှာထားပေးပါကျေးဇူးတင်တယ် PBC Youth Department Scholarship လူငယ်ကောင်းဆောင်များဟိုမှာတော့မှာတက်ပေါ်နေတယ်ချင်းမြတ်နိုင် Scholarship ချင်းမြတ်နိုင်ကောင်းဆောင်ဆက်ကောင်းဆောင်များဟိုမှာ boy thank you လာမလို့ Scholarship လာမလို့အနီခါလေးတော့ပေါ့လို့ thank you Susanna Himself Scholarship Susanna ကျွန်တော်ပါပဲပြည်ထံခွန်ရရဲ့ Family Scholarship Dr. Dansian Mando ဖြစ်ပါတယ်မလာရောက်နိုင်ဘူးညပါတယ် Friends of Burma ဒါတော့ကျွန်တော်အားလုံးဖြစ်ပါတယ် Sancha Himself Scholarship Nelson Road MBC နဲ့ဖြစ်ပါတယ် Dr. Lian thank you ပါကျွန်တော် award နဲ့ပတ်သက်ပြီးတော့ပထမကျွန်တော်အတန်းလေးနှစ်လုံးမှာပထမဆိုရတဲ့ကျောင်းသားဖြစ်ကျောင်းသူဖြစ်ကို Gene People Award ဆိုပြီးတော့ Dr. Lian ကနေပြီးတော့ဆုချီးမြှင့်ပေးပါတယ် Gene People Award Dr. Lian တစ်ချက်လောက်မိသားစုနဲ့ပတ်သက်ထားပေးပါ Thank you. Now, for the who being from a word, now, to know Jam to Jamanega, to the Yantia Suyare, Tore Jam to Jamani, who suited to Pipare, for the who Korai, to know what she meant at the job, the Chella Mata and Milan, the Bahu, to Roro Yamare, Kayane Mataba. Leko teaching at the local. တဲ့နေရာအားလုံးပြီးတော့ဆောင်းကျွန်တော်တဲ့လို့ကျွန်တော်ပူတာတကူပါတော့အသက်90နှစ်ပဲရှိပါသေးတယ်လို့ Alumni Award ဒါ Alumni တွေက Alumni ပါလားခင်ဗျာ Alumni တွေကဆက်ပေါပြီး Thank you. Now forgot the award. That forgot the alum. The teaching of here. Now, do to know the friends of TCC. Dini layang naik friends of TCC nyabu. Ani ngene pyo chine. Dia message sebane. Friends of TCC solution no. To know. Lu ayam thong. တယောက်ကသိန်းနာနှစ်အားလုံးပေါ်လို့ရှိတော့သိန်းပုံနာထောင်အားနဲ့အတွင်းမှာလူအယောက်ထောင်တယောက်ကသိန်းနာနှစ်စီမံကိန်းပြပါတယ်ဒါနဲ့ကျွန်တော် endowment အနေနဲ့ကျွန်တော် PCC ဟာနောက်ပိုင်းကျရင် PCU Delhi Christian University ဒီချက်ရှိပါတယ်ဒီလိုမျိုး vision ကိုအောင်မြင်နိုင်လို့ရတဲ့ကျွန်တော်ဗန္ဒာရေးလိုပါတယ်ဒီအတွက်ကျွန်တော်Friends of PCC ကိုရှာဖွေပါတယ်အခုမှာတော့အယောက်128လောက်ကျွန်တော် friends မှာပါဝင်နေပါတယ်နိုင်ငံခြားကြီး62ယောက်မြန်မာပြည်ကနေတော့66ယောက်ရှိနေပါပြီဒီနေ့နိုင်ငံခြားရဲ့တရားတော်မလာရနိုင်ပါဘူးရာဂုံမှာရှိတဲ့ကျွန်တော် friends တွေရှိသမျှ friends တွေရာဂုံ TV ဆွေးဖြစ်ချမ်းတဲ့တော့မှာပါဝင်နေချင်းမြန်ကြော်ရလာတဲ့ Friends DCC များအချက်လောက်မတရားကြပါလို့ကျွန်တော်မြတ်ရခံချင်ပါတယ် Friends of DCC များကျေးဇူးပြု၍အားလုံးမတထားပေးပါများ
speaker နဲ့လို့ပြောတယ်ကျွန်တော်တို့ဒီနေ့အထူးဖိတ်ကြားခြင်းခံတဲ့ပုဂ္ဂိုလ်ရှိပါတယ် friends မဖြစ်သေးတဲ့ပုဂ္ဂိုလ်များလည်းဖြစ်ပါတယ်ဒီနေ့ friends အနေနဲ့လည်းကျွန်တော်ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်ပြီးတော့ခုနကကျွန်တော်ဥပဒါမုပြောတော်မယ်အခမ်းကရမပါဝင်ရမယ်ဒီ2018ဘာနာမွေအတွက်လည်းကျွန်တော်ခုနယူသားဆိုတာဝန်ခံမယ်ဆိုရင်ပြောသလိုပါပဲဒါကျွန်တော်ရဲ့မေတ္တာစေတနာနဲ့ပါဝင်နိုင်မဲ့အခမ်းကဏ္ဍလေးကိုကျွန်တော်ဒီနေ့အထူးဧည့်သည်တော်များကိုဖိတ်ကြားခြင်းအကြောင်းဖြစ်ပါတယ်ကျွန်တော်ဆရာစမစ်ရဲ့ဧည့်သည်တော်များချက်လောက်ဆရာစမစ်ကနေဦးဆောင်ပြီးတော့မစ္စတီပါများကျေးဇူးတင်ပါတယ်ကျွန်တော်ကလေးဦးနော်ဖိတ်ကြားတဲ့အခါမှာဒီနေ့နှစ်ဦးလို့ပြောတဲ့အခါမှာစုံတွဲပါစုံတွဲအစ်ဆိုတာကဒီပြေဘောပါနော်ဒါနိုင်တာကတော့ဦးမောင်စုနဲ့ဒေါ်မေတေဦးကျေးဇူးပြုပြီးတော့တစ်ချက်လောက်တည်းရပါပါဦးမောင်စုနဲ့ဘုရားจัดจัง church ကလူကြီးဖြစ်ပါတယ်ကျွန်တော်အနေနဲ့တော့တို့ကျွန်တော်လည်းညီတဲ့ညီမပဲသဘောထားအိမ်သားလူသဘောထားတဲ့အတွက်လည်းအဲ့လိုပဲဟိုမှာဟိုလည်းမရှက်ကြောက်ပဲနဲ့တို့ကိုအတိစိတ်ဘာမှမပြောထားဘူးအခုဒီကကျွန်တော် finance ကပြောတဲ့ပုံမှာတို့ဟာတို့ဟိုစိတ်နှလုံးစုံပူရတဲ့အတိုင်းတို့ဆုံးဖြတ်သွားမှာပေါ့နော်အဲ့တော့ဒီနေရာစမှာจัดจังမှာတင်ကြည့်ပြီးတော့ဒေါ်မင်းတီဦးတို့အိမ်မှာတိုင်းနေလို့ပဲခေါ်တယ်သူကအတိတ်တော်ရဲ့ဘာနာဒီဒီပေါင်းများဆိုသူကစိတ်ချလင်းချတေးဥစရာကလည်းလုံးဝတခြားလူမပြီးနိုင်တော့ဘူးပဲဟိုညတက်ပါခင်လာလို့မသိဘူးအဲ့တော့တချို့လူကြီးဒီကောင်းတဲ့နဲ့သူ့မေအန်တီဒေါ်လီယန်ခနာရဲ့ကမီးဖြစ်ပါတယ်တချို့တိမဲ့ထဲကသူနဲ့အမျိုးဆက်မယ်ဆိုရင်တော့အယ်ကွန်ဂျီနဲ့ဖတ်ကဆင်ပြပါတယ်အဲ့တော့အဲ့ဒီပေါ့နော်ဟိုအယ်ကွန်ဝါတော့ပရမဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ကျောင်းသားဘဝလေးကအပူကြီးလို့ဖြစ်အိုးလင်ကျဲခုနလေးပဲရောက်လာတယ်တော့ဒီနေ့ဆရာမဘုရင်ကျကတော့ကဘာလို့ကတော့ကေစာမင်းပါတယ်ဘယ်ကတော့ဘာလို့ကငင်းစားတော့တက်ရှိစစ်တော့ပြီးတော့သူလည်းသူရဲ့ဒီဆရာတော်ပွဲအစီအစဉ်နဲ့မအားလာတဲ့အတွက်မရောက်လာနိုင်ခြင်းဖြစ်ပါတယ်။ဒါကူကြီးထူစားပြီးတော့ရောက်လာတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်အိမ်မှာပဲအတူတူနေနေတဲ့ကျွန်တော်ဒီမှာအရင်ကမှပြောဆရာမတော့ NGO ကမှလုပ်နေပါတယ်ဆရာမတော်မင်းနွယ်နီဆိုတာသူကလည်းမဟာမလတ်တဲ့အတွက်မလာနေပါဘူးဆိုတော့ဘာပဲဖြစ်ဖြစ်ဒါဦးလေးနဲ့အခုလက်ကြီးဆွေးနိုင်တယ်ပြလိုက်မယ်ဆိုတော့တသိန်းတော့ခုနတွေ့လိုက်ပါပြီလို့နောက်တူကတော့ကျွန်တော်ရဲ့တားငယ်တချို့ကတော့နာမည်နဲ့လူလဲတီးမှာတဲ့သူတော့ special ဖိတ်ထားသူလည်းအကြမ်းအလုပ်များတယ်သမရတက်အလုပ်များတယ်အဲ့ဒါကြောင့်ဟိုတုံးခိုးလောက်တိုက်နေတယ်တဲ့အဲ့ဒါကြောင့်နားလည်ပေးပါတဲ့သူအနေနဲ့တော့တသိန်းအထက်ပဲပေးပါမယ်ဆိုပြီးတော့ဂတိပေးပါတယ်လို့အဖေကပြောပါတယ်ကျွန်တော်တို့ကျောင်းဦးကြီးအနေနဲ့ဖိတ်ခေါ်ထားတဲ့အဲ့တော်တော်များကိုမိတ်ဆက်ပြချင်ဖြစ်ပါမယ်ကျွန်တော်အများကြီးဖိတ်ထားရပါတော့တော်တော်လည်းအနည်းကဖုန်းဆက်ပြီးမှနားလည်ပေးပါဆိုတာများတယ်တော်တော်လည်းပဲ
သစ္စာရှိနေပေါ့နော်ကျွန်တော်ရဲ့သွေးတောက်ညီကိုတွေတချို့ရောက်လာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီအသွေးအဖိတ်ကေတင်ပါဆိုတဲ့ဒီသွေးလူချင်းပရိဟိတမှာကျွန်တော်အထူးလှုပ်ရှားကြတဲ့ညီကိုတွေရောက်ရှိလာကြတာဖြစ်ပါတယ်လို့စိတ်ပွားရဲ့ကနေကောင်းဆောင်ပြန်ဖြစ်ပါတယ်ဆက်ပြီးသားမှာဘုနဲ့ဇနီးကျေးဇူးပြုပတရပေးပါဆရာခိုင်ဆရာမွန်ထွန်းခိုင်ကိုယ်ကလေးလေးလို့သင်ပါတယ်နော်ကျွန်တော် OM မြန်မာရဲ့ director new director ဖြစ်ပါတယ်ဒီတော့ကဒေါက်တာဇာဘော်ရဲ့သူထက်တော်တဲ့လူပေါ့နော် new director ဖြစ်ပါတယ်ဆရာထောင်းမှာကျွန်တော်ခေါ်တဲ့လူထဲကနေရောက်လာတဲ့လူရှိပြပါလားကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာဖွာဘရဂန်နာခန်ဖွာရှိပါလားဟုတ်ပြီကျွန်တော်ပြန်ခေါ်ပါမယ်ကျွန်တော်ပါကမွေးအဲ့ဒီတော့များတူစီယန်ကွန်တစင်ကျွန်တော်ဒီနေ့လာရောက်ပြီးတော့ကျွန်တော်အပေတင်မှာပါဝင်နေပဲအဲ့ဒီတော့ချင်းများကိုမစ်စမစ်ချင်းပြပါမယ်ကျွန်တော်9ယောက်ခဲ့တဲ့အထဲမှာခုနဆရာကြီးပြောသလိုပဲ4ယောက်ကတော့ဒီနေ့မလာဘူးဒါပေမဲ့ဒီမှာဆုံးဖြတ်တဲ့အတိုင်းပဲသူတို့အလုံးငွေပေးဖို့သဘောတူပါတယ်လို့ပြောတဲ့အတွက်အနည်းဆုံးအများကြီးပြချမှာဖြစ်ပါတယ်။ဒါပေမဲ့သစ္စာရှိနဲ့ရောက်လာတဲ့3ယောက်ရှိပါတယ်။အဲ့3ယောက်ကတော့ဘူကြီးကုန်းခန့်ပေါင်းဘူပေါင်းဒီနေ့ပြုနေတယ်ဒီနေ့တော့ဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ဘူခန့်နိုသောမတ်ခန့်နိုသောမတ်မန်နီချင်းဂျာပါရှင်ဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ရန်ပူဖြစ်ပါတယ်ဒီလိုပါနေသောမတ်မန်နီချင်းဂျာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခဏလေးစပါးပတ်စံတက်ကြပါကျွန်တော်ဆရာမလူရှိပါသလားဆရာမတင်ငိုင်လို့လည်းအဲ့တော့များကျေးဇူးပေးရဆရာမမစ်စစ်ပေးပါခင်ဗျာဆရာမလူပဲမလို့လူပိုက်ပေးရဆရာမဖိတ်ထားတာကြတော့နေရာဖြစ်ပါတယ်။ဟွာလာနေတာကြတော့လောလောReverend Dr. อินขันตัวအမေနဲ့ Reverend Dr. คำแพงมาอย่างนี้แล้วดร. เรียนหวานกิมReverend หงสวรรค์ตุตมีไม่อยากเลยคะแนนพาเราลาแม่แล้ว Professor Dr. หงสวรรค์ทางและเพคาเรลาแม่เราบอกเลยผู้ที่เราไม่อยากเลยคุณนายไปมาชาวยับง่ายยับอะไรကျွန်တော်
တင်းတော်တရားနေလဲကျွန်တော်တို့အထူးဖိကြားတဲ့ပုံကိုရှိပါတယ်။ကြားချင်းခါရတဲ့ပုံရှိပါတယ်။ friends of PCC ဖြစ်ပြီးသားလူတွေကျွန်တော်တို့ဒါတော့ကျွန်တော်တို့ကမိတ်ဆွေစာပွဲတွေခေါ်ပြချင်ဖြစ်တယ်။အပိကျွန်တော်တို့မိတ်ဆွေတွေပေါ့နော်ဒီ friends တွေတော့တော့ဒီနာတွေပါဝင်ပြီးကျွန်တော်ဖိထားတဲ့လူတွေရှိပါတယ်။ဒီနေ့နည်းနည်း message ချင်ပါတယ်။ကျွန်တော်ရဲ့ assistant pastor ဆရာမဇင်ဒမကျွန်တော်တို့ပြပါနောက်ဆုံးဘူးကမှတဲ့ဒီခုတ်ကိချာပြန်ကြည့်စမ်းတော့ဒီကျွန်တော်တို့ဥပနာဆမ်မရဲ့ဇနီးဆရာမဝိုင်းဝိုင်းပြီးတော့ဥတာချင်းပတာချင်းဒီစကောပနာတဲ့ကျွန်တော်တို့ပြပါကျွန်တော်တို့ EC မြန်မာများဒီနေ့ EC မြန်မာများကိုရှိတဲ့နေရာတွေကျေးဇူးပြုတဲ့ PCC တော်၎င်း PPC ဝယ်တော်၎င်းဦးဆောင်တဲ့ကျွန်တော်တို့ကြီးများကျေးဇူးပြု၍ EC မြန်မာများတစ်ချက်လောက်မျက်နှာလေးပြပြကြပါများ EC မြန်မာများလို့ PPC ဝယ် EC မြန်မာများလို့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ် board member များတစ်ချက်လောက်board member များ thank you ခုချိန်မှာတော့ကျွန်တော်တို့ပါကားတော်နေပြီးတော့အချိန်လိုပါဖြစ်ပါတယ်ရှိမှစားစရာလည်းရောက်ပြီးပြီဆိုတော့ကြာပြောလို့ရမှာတယ်နော်ဒီချားတယ်စားရမှာဒီချားတယ်အဲဒီမှာတွေ့စားစရာမလိုဒီနေ့ကျွန်တော်တို့ PCC ရဲ့အဒဘယ်ဒီနာကိုကြားတဲ့အတိုင်းပဲတော့ရှိလာကြတဲ့ဓမ္မမိတ်ဆွေအားလုံးကိုရှင်နာမှာသူပဲကျေးဇူးတင်တယ်ကျူဆိုရဲဆိုတော့ထောက်ပြောခြင်းနဲ့ပြီးတော့တော့တကူကတော့မလဲဆိုတော့အဆူတကူမှာမိုင်းထောင်ကြီးကိုခြေလမ်းနဲ့စားရတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဒီ Tilim Christian University ဆိုတဲ့ကျောင်းတော်ကြီးကို Tilim Christian College အနေနဲ့ကျွန်တော်စားခဲ့တာပါအခုဆက်နှစ်ပြည့်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီတင်မောစီစားဆောင်တဲ့အခါမှာတော့အကောင်းဆုံး engine နဲ့အကောင်းဆုံး body တက်ထားပါတယ်ဒါပေမဲ့ဘယ်လောက်ပဲ engine ကောင်းကောင်းဘယ်လောက်ပဲ body ကောင်းကောင်းပါနော်တချင်ကျရင်စီရပုံသွားတယ်တချင်ကျရင်ဒီမောစီရကျွတ်သွားတော့တနေ့တစ်ခါဆိုလိုမျိုးနေ့တစ်ခါဆိုလိုမျိုးကျွန်တော်ဒီမောစီပြန်တော့ရတယ်စီရီစနဲ့နာကကြီးမိုင်းတရားပါလားမိုင်းတရားပါလားဖြစ်နေရတယ်လို့ပဲကျွန်တော်တို့ဒီ Christian College ရလဲအဲ့လိုပဲစီဖြစ်ပြီးမှသွားနေရတာဖြစ်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်တို့ရဲ့ Christian College ရဲ့ကျွန်တော်ညီမချက်ကတော့ကျွန်တော်တို့ညီသက်ချင်းမရှိတဲ့ညီချမ်းချင်းမရှိတဲ့ကမ္ဘာလောကကြီးမှာညီချမ်းချမ်းနဲ့ညီသက်သက်နဲ့တရားဓမ္မနဲ့ခရစ်တော်တင်ကြားတဲ့တရားဓမ္မနဲ့လူအားလုံးကမ္ဘာကြီးကိုညီချမ်းအောင်သွန်သင်လမ်းပြနိုင်တဲ့လူတွေကိုကျွန်တော်တို့မွေးထုတ်တာဖြစ်ပါတယ်အဲ့တိုင်းပဲကျွန်တော်ကျောင်းတော်ကြီးမှာဆိုတဲ့ຢာလဲဖြစ်ဖြစ်ဖြစ်ကြတယ်စကားများလည်းတူတူလေးပဲများကြတယ်မများပါဘူးကျွန်တော်တို့အဲ့တိုင်းပဲတို့ကျောင်းပြီးသွားတဲ့အခါမှာလည်းလူရောက်တဲ့နေရာတိုင်းမှာအကောင်းဆုံးခရစ်တော်ရဲ့အမှုတော်ဆောင်တဲ့နေရာမှာတော့အကောင်းအရက်ဖြစ်မှာဆောင်ရတဲ့အခါမှာတော့အကောင်းဆုံးရှိကြပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကပြောတဲ့အတိုင်းပဲမူ၏ပစအားဖြင့်ကျွန်တော်တို့ဒီကံကြီးမဖြစ်နိုင်ပေမဲ့မူ၏စက်ပေါင်းများစွာကိုကျွန်တော်စကားနဲ့ခံတဲ့အခါကျွန်တော်ရဲ့ဒီကတောက်လို့ရရတယ်လက်နာပြလို့ရတယ်ရေချိုးလို့ရတယ်တင်းချက်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ကျောင်းတော်ကြီးအတွက်မမှန်ကန်ကန်ပြောရရင်တော့ကျွန်တော်တို့ပြည်သူချင်းအဖြစ်ပါဝင်နေဆိုတော့ကျွန်တော်ဒီကျောင်းတော်ကြီးဟာစ
ဆက်လက်ပြီးတော့မှဒီကြီးသွားနိုင်မှာဖြစ်ပါတယ်။အဲဒါကြောင့်လို့ကျွန်တော်တို့ဒီနေ့ဒီမှာပေါ်ပြတဲ့အတိုင်းပဲဒီကြီးမိုက်တစ်ထောင်ခရီးနှစ်တစ်ထောင်ခရီးသွားနိုင်ဖို့ရအတွက်ဒီနေ့ကျွန်တော်တို့ဒီနေ့ရောက်ရှိလာတဲ့လူတွေရဲ့စုတောင်းပေးခြင်းပါဝင်ပေးခြင်းအရာမဲ့ဒီကြီးပါတယ်ကျွန်တော်ဒီနေ့လာမယ့်ကြီးတဲ့ Oxford တက္ကသိုလ်လိုဟာမျိုးဆိုရင်လည်းသူတို့စားထောင်တော့ကျွန်တော်မပါဘဲနဲ့ပေါ့နော်ကျွန်တော်အတူတူ Christian College စားတယ်လို့ဖြစ်မယ်လို့ထင်ပါတယ်သူတို့ကလည်းအခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်နေလို့ထင်ပါတယ်ဒါပေမဲ့အဲ့ဒါတွေကိုဒီလိုမျိုးသစ္စာရှိရှိမမမဲဆွေရဲ့ပတ်ကူကိုချင်းချင်းအပြည့်မဲဆွေရဲ့ပတ်ကူကိုညီချင်းအပြည့်ဒီနေ့မှာအကောင်းဆုံးတက္ကသိုလ်ကြီးဖြစ်သွားနိုင်တယ်လို့ကျွန်တော်တို့ Christian College ကြီး Christian University ဖြစ်လာဖို့ရကျွန်တော်တို့ဒီပိသားတို့လည်းထပ်ပြီးစုတောင်းပေးကြပါဒီနေ့မှာရောက်ရှိတဲ့လူတွေအားလည်းတိပ္ပံကျွန်တော်တို့နဲ့ပါဝင်ပြီးမှတက်တွေ့ရအောင်လို့ကျွန်တော်ပြောချင်ပါတယ်ခုနအရှိမပြောသွားတဲ့အတိုင်းပဲကျွန်တော်တို့ budget အစားအသောက်ဆိုကျွန်တော်ကျောင်းတော်ကြီးကငားတယ်နော်တိုက်ကနေငားပြီးမှတနေရာနဲ့တနေရာပြောင်းပြီးမှကျွန်တော်တို့ကျောင်းပြင်မှာဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ဝင်ညအောင်နော်ညဝင်ချင်းနဲ့ကျွန်တော်သွားနေတဲ့ချိန်ဖြစ်ပါတယ်သူဒီ Baptist Church ညာပေါ်ကနေပြီးတော့မှအလောတော်ကိုညဝင်ပြီးတော့မှငါကတော့မတောင်းတော့ဒါမဲ့ကြာကြာပြီးတော့တောင်းဖို့ပဲလို့ရှိတယ်ဆိုတော့အဲ့ဒီရလည်းအခုညဝင်တဲ့အချိန်မှာကျွန်တော်တို့ခရီးသွားနေတဲ့အချိန်ဖြစ်ပါတယ်လို့ပြောကျွန်တော်မကြခင်မှာပဲကိုယ့်ရဲ့ခြေထောက်နဲ့ရက်ပြနိုင်တော့မှဒီလိုကောင်းဖြစ်နိုင်ဖို့အတွက်ကျွန်တော်တို့ vision ရှိပါတယ်ကျွန်တော်တို့ဒီတော့လာတဲ့ဒီချင်းများနေနဲ့တကယ်လို့များဒီ Christian College အတွက်မြည်ကြီးတွေပါလို့ခြင်းနဲ့လို့ရှင်းတယ်ကျွန်တော်တို့မဆိုင်တော့လက်ခံပါတယ်လို့ကျွန်တော်ဒီပြောချင်ပါတယ်ငါတေကပဲဖြစ်ငါကပဲဖြစ်စေကပဲဖြစ်ပေါ့နော်အိမ်ဒီပါပါကိသားဆိုတဲ့စိတ်မစိုးဘူးအဲ့ဒါမျိုးလဲလူသားလို့ရပါတယ်လို့သစ္စာရှိစွာဒီ Christian College နဲ့ပြောမှာကျစုမြုပ်ထားတော့မှကျွန်တော်ပြင်ပေးပေးမှာဖြစ်ပါတယ်လို့လောလောဆယ်ကျွန်တော်ဒီနေ့လာတဲ့တဲမှာတော့ခုနကျွန်တော်ရှေ့ဆရာကြီးပြောသွားလို့ပဲ Friends of TCC ငါနှစ်တသိန်းငါနှစ်သိန်း9000စီမံကိန်းမပါသေးတဲ့လူလည်းမှာပါဝင်ပြီးမှကိုနေလို့ရတယ်ဆိုတော့ပြောချင်တယ်ပြီးတော့မှလောလောလတ်ကျွန်တော်တင်ပေါ်ကြီးမှာလူအပ်နေတဲ့တင်ပေါ်ကြီးကြီးပွားနေတဲ့အချိန်မှာလူအပ်နေတဲ့ဟာတော့ဒီမှာစောက်စင်ဆိုလို့ရှိရင်နားလုံးလိုပါတယ်ဒီနေ့အတွက်ဒီဘတ်ဂျက်အတွက်ပါဒါရအရင်တော့လည်းဒီလိုပဲကျွန်တော်တို့စူးစမ်းပြီးမှအားလုံးပြလို့ရှင်းရမယ်ပွားနေတာဖြစ်ပါတယ်နားလုံးလိုလည်းတစ်လုံးက3သိန်းလုံးနဲ့15သိန်းဖြစ်ပါတယ်လို့ခေါ်နာရီကျွန်တော်နောက်လိုက်ပြီးမှလာလို့ရှိရင်ခေါ်နာရီရှိပါတယ်မှာကျွန်တော်တို့ထားပြီးပါတယ်စောက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီနေ့အတွက်ကျွန်တော်တို့ရဲ့ဒီမှန်ကတော့900ပေါ့နော်တော့6000လုံးနဲ့ဟိုပေးနိုင်တော့ပေးလို့ရပါတယ်ပြီးတော့ကျောင်းသားအဆောင်မှာကရင်နှစ်ထပ်ကရင်10လုံးလိုပါတယ်တစ်လုံးကို2သိန်းလုံးနဲ့ကျွန်တော်တို့ပေးလို့ရပါတယ် printer copy တစ်လုံးလိုပါတယ်အကြီးကြီးလိုပါတယ်12သိန်းဘူးဖြစ်ပါတယ်ပြီးတော့ upright piano ကျွန်တော်တို့ဟာ music နဲ့တင်တာဖြစ်တဲ့အတွက်ပြီးတော့မနေ့တိုင်း devotion နဲ့စာရတာဖြစ်တဲ့အတွက်ကြာတော့မရှိမဖြစ်တော့တာပြီးတော့25သိန်းဘူးပြန်ကောင်းကောင်းလေးဘလုံးအကျွေးနဲ့ယူထားပါတယ်အဲ့ဒါကိုကျွန်တော်တို့လူလို့ရပါတယ်ချီထားပါတယ်ပေါ့နော်ပတ်စံပြီးတော့ကွန်ပျူတာလည်းအများကြီးရှိပါတယ်ဒါပေမဲ့မလိုတော့သေးတဲ့အတွက်ဒီနေ့အတွက်ကျွန်တော်နှလုံးမှန်းထားပါတယ်နှလုံး5သိန်းစီဖြစ်ပါတယ်လို့အဲ့ဒါလေးကိုကျွန်တော်တို့ဒီနေ့သင်ပြခြင်းဟာခုနပြောလို့ပဲအားလုံးပေးနိုင်ရင်လည်းပြီးပေါ့နော်မပေးနိုင်လည်းအားလုံးတယောက်တစ်မျိုးစီပါဝင်လို့ရှိရင်တော့ကျွန်တော်တို့ဒီ PCC ကြီးအကြောင်းတော်ကြီးကတော့အသက်ရှင်တော့မှမိုင်းထောင်ချီရေးသွားနိုင်မှာဖြစ်တယ်ဆိုရအောင်ကျွန်တော်ပြောကြားရင်းနဲ့ကျွန်တော်ဒီနေ့ပြည်သူကိုလည်းလာကြတယ်လို့ထင်ပါတယ်ပြည်သူမဲ့လူများအနောက်မှာကျွန်တော်တို့ကောင်တာရှိပါတယ်လူဝေများထမင်းဆိုင်နဲ့ပဲဖြစ်ဖြစ်ထမင်းစားပြီးမှပဲဖြစ်ဖြစ်ပေါ့နော်
ပြီးလို့ရပါတယ်ပြီးလို့နိုင်တယ်ကျွန်တော်တို့ကိုအကြောင်းကြားပါအိမ်တိုင်းရောက်လဲလာလို့ပါမယ်နေ့ညမရွေးလာရောက်ပါမယ်လို့ကျွန်တော်ပြောချင်တဲ့နေကုန်းချုပ်ပါတယ်အားလုံးကိုပြန်ပြန်အောင်ကျေးဇူးပါစေကျွန်တော်တို့ဆရာဟောဆရာဝါလည်းတဲ့များလေးစပြီးဘူးဒီခေါ်လို့ပါတယ်ဆရာဟောဆရာနာမပေါ်ကျေးဇူးပြုရရှိလို့လာပြပါဗျာ Yes ပခုံရှိလို့ရှင်ပဲဒီခေါ်လို့ပါတယ်ကျောင်းတော်ကြီးရဲ့မိတ်ဆွေကောင်းတူဖြစ်လာဖို့ကျွန်တော်မျှော်မှန်းထားပြီးတော့မှဖိတ်ခေါ်လာတာဖြစ်ပါတယ်။ကျွန်မချင်းချင်းနဲ့လို့ခေါ်ပါတယ်။သူကလည်းဇာတိကတော့မြင့်ချနာဖြစ်ပါတယ်။လူမျိုးကိုတော့မပြောတော့ဘူးချင်းလာရုံးမှာကျွန်တော်တို့ training ပို့နေတာဖြစ်ပါတယ်လို့ကျွန်တော်တို့ PCC ရဲ့မိတ်ဆွေကောင်းတူဖြစ်လာဖို့ကိုလည်းဆန္ဒရှိပြောရှိလာကျေးဇူးတင်ပါတယ်ပခုံအနောက်မှာရှိပါလားပခုံအားဖြင့်ဒီနေ့ရောက်ရှိလာတဲ့ပါဆောင်လို့တစ်ချက်လောက်တက်ပြပါကျူဆုချင်ပါတယ်ခင်ဗျာဒီပုတ်ဒီမှာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပထွန်တစ်ချက်လောက်ပထွန်ရဲ့အဲ့များရှိပါလားညာနေရှိပါဘူးတယောက်ပဲပါတယောက်ပဲပါလေပထွန်ကိုလက်ခုပ်သေးချမ်းကြည့်လို့ရကျွန်တော်တို့ဒီ Finance and Property Committee member များနေပြီးတော့ကျွန်တော်တို့တရားအနေနဲ့ဒီလိုမျိုး make this with များခေါ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ပါတော့ကလည်းလို့သာအနေနဲ့တော့ဒီနေ့ရောက်ရှိလာမယ်ကျွန်တော်တို့တွေ့လိုက်ရတော့ပါပြီဆရာမညံထိတ်ကင်အပြင်ဖိချာချင်းခါရတဲ့အဲ့လိုများရှိပါသလားပဒုံစနလုံးဆရာကနေရအော်ပဒုံဒီရုပ်လို့လည်းခုနကတော့မော်လီနဲ့ကျွန်တော်တို့9နာရီခွဲပါပြီအဲဒါကြောင့်အခုချိန်မှာတော့ကျွန်တော်တို့ဒီနာအတွက် Bible Society Bible Society မှာကျွန်တော်ရဲ့ GS ကစုတောင်းပေးမှာဖြစ်ပါတယ်စုမတောင်းခင်မှာခေါ်ရဆိုမှာပါလို့ကျွန်တော်စင်တဲ့လုပ်ထားပါတော့ကျွန်တော်ခေါ်ရဆိုပြရတယ်စုတောင်းမှာပါစုတောင်းပြလို့ရှိရင်တော့ကျွန်တော်ရှိတဲ့နေရာတွေပဲအပေတင်နာကိုသုံးဆောင်ပေးဖို့မတက်ခါလိုပါတယ်ခေါ်ရများကိုလက်ခုပ်တီးခြင်းအဖြစ်ကျူးစုကြတော့
ကြောင့်ကျွန်တော်များရဲ့ in Christ alone great is thy faithfulness တန်စီများကိုစိတ်ထဲမှာခံယူရတဲ့နောက်ဆုံးပေးဆုတောင်းကြပါစို့နန္ဒကုရှင်ဖာမြတ်စွာဘုရားတည်ရင်နိချင်းအသင်းတော်ရာမကိုအသုံးပြုလျက်ကိုရောရှင်ပြမွေးပွားတန်ဆင်ပြီးတော့တည်ရင် Christian College နှစ်ပေါင်း7နှစ်ကျော်လမ်းပြပူဇော်ခဲ့သောကြောင့်ကျေးဇူးကြီးလာပါ၏ထိုနှစ်ပေါင်း7နှစ်အတွင်းကျူးစာਕੇဆက်ကခဲ့သောဝတ်လူကြီးများဆရာဆရာမများဘေးလူကျသောလူရှင်များအားအတွက်လည်းချီးတော်မူချီးမွမ်းသလိုဒီကြောင့်တော်ကြီးမှာအောင်မြင်လျက်သာသနာနိုင်ငံဒီသာတည်တည်၌ထားဆောင်ရရှိကြသော140ခုသောဘွေရသူများ50ခုသောဒီပလိုမာဘွေရသူများအားလုံးကိုလည်းဘုရားရှင်ကြီးအားကောင်းချီးပေးခဲ့ပါ၏ကျောင်းတော်ကြီးအဖြစ်မြို့ပေါ်တန်းစင်ပေးခဲ့ကြပါ၏ဆက်လက်ပြီးဆုတောင်းပါပါဘုရားကျောင်းတော်ကြီးကိုကောင်းချီးပေးသနာတော်မူပါခေတ်ဆက်ဆက်စေတနာတရားကြီးလင်းစွာဖြင့်ဒီကံလူရန်ကြတော်စေတနာရှင်များရှိသလိုဆက်လက်ပြီးကိုငြိပတ်ကိုစေတနာအဖြစ်ပါဝင်မှတ်ပါလိမ့်ဆက်လက်ရတည်နိုင်နိုင်ဖြစ်ကြောင်းကားလျက်အတူတူကအကပေမီတာညနေစာကိုတည်ဟင်နာပြီးပြပါ၏ပါဗျာယနေ့ထိတိုင်အောင်ကြိုးစားပါဝင်ခဲ့ကြသောသူများကိုကောင်းချီးပေးသနာတော်မူပါသူတစ်ဖြင့် Friends of TTC တရားနဲ့28ဦးရှိပါ၏ဒီပါနဲ့60ဦးပြည်တွင်းနဲ့66ဦးရှိသလိုဒီ Friends of TTC များ TCC များရဲ့လုပ်ငန်းဆောင်တာကြိုးစားမှုအားလုံးကိုစင်ကောင်းချီးပေးခြင်းအဖြစ်ကျောင်းတော်ကြီးအတွက်အကောင်းဆုံးသောနေကောင်းစီကောင်းမြတ်လေးနဲ့ဆက်လက်ရပ်တည်နိုင်ဖို့ရန်သီးသီးတော်မိသားစုကိုယ်ကိုယ်ကိုကောင်းချီးပေးသနာတော်မူပါဘုရားရှင်ကြီးအား Foundation ကျောင်းအဝတ်စားပြင်ငါးဦးနဲ့တူ scholarship ဆယ်လုံးရရှိကြပါ၏တချို့တော်သူများရဲ့ဖွဲ့စည်းနေဖြစ်ပါ၏ဘုရားရှင်ကြီးအားတချို့တော်သူများသည်ဘုံတော်ဝင်စားပြီးတော့မိဘများကိုယူသည်ဆိုဖြင့်သူတော်အပြင်ယေရှုရဲ့ပေကံလူရန်တော်ကိုများပြကြပါပရိုရှင်ဒီယာမိသားစုတည်တည်အဖွဲ့အစည်းတည်များကိုလည်းကောင်းချီးပေးကြပါလို့ပါပရိုရှင်ပြန်လူတော်အပြင်ဆက်လက်ပြီးပေးလို့နိုင်ဖို့ရှုသွက်တာကသူတို့ရဲ့မိသားစုသူတို့ရဲ့အဖွဲ့အစည်းတည်တည်နဲ့ကြီးပွားခြင်းအောင်မြင်ခြင်းတွေသာသနာ့ပဲဆက်လက်စားရတဲ့ပါဝင်တဲ့ပြည်တိုး၍ပြီးလို့လည်းပြည်မဆောင်ရကောင်းကြီးပြည်နာပါတရှင်တော်တော်ထားတော်ပြည်သာဒီနေ့ရောက်ရှိလာတဲ့တော်ဘုရားရှင်ရဲ့ဖာမီအားလုံးကောင်းကြီးပြည်နာပါဘုရားရှင်ရဲ့မိသားတော်ဒီတမန်ကျမ်းစာ၌ပါရှိတဲ့လို့ငါတို့ယေရှုခရစ်၏မိသားအဖြစ်အနိုင်တဲ့သွေးဆောင်ကြီးကိုပါရှိတဲ့ထိုမိသားအဖြစ်သွေးဆောင်ခြင်းအနိုင်တဲ့ပြုခြင်းဒီဘုရားရှင်ပြသပြီးလို့ဒီဘဝနဲ့ရွေးချယ်ရလမ်းပြပါဘုရားရှင်ပြအတွက်စက္ကန့်လုံးဆောင်တဲ့ခါမှာစံဘုရားဆောင်နိုင်ကိုရန်ရောက်တဲ့ကောင်းချီးပေးနာလို့ပါဒီစီစီမှာပြင်ဆင်တော့ညနေစာတော့သုံးဆောင်ကိုရန်စိတ်သက်ရှိပါ၏ပြင်ဆင်ပြီးတော့ဖာမီများအားဘုရားရှင်ပြကောင်းချီးပေးနာလို့ပါသုံးဆောင်ရမယ့်အစာအကိုလည်းဘုရားရှင်ပြကျွန်တော်တို့အတွက်ကောင်းဆုံးသောအာဟာရဖြစ်စေတာမကဒီစီစီမှာတည်ခင်းပြီးတော့ဒီအာဟာရဖြစ်မေတ္တာဖြင့်ကျွန်တော်တို့ဒီတဝူနဲ့တဝူပေါင်းဖော်လျက်ဆက်လက်ပြီးသာသနာအတွက်လက်တွဲကလုံးဆောင်နိုင်ပါပြီအကြောင်းကောင်းကြည့်ပြီးတော့ပါယေရှုခရစ်တော်ဘုရားရဲ့တော်နာမ၌ယုတိဆိုတဲ့ဆုတောင်းရတဲ့သူက
သုံးဆောင်ကြပါပါဘုရားအာမင် ကျွန်တော်အခုချိန်မှာစတင်မြတ်သုံးဆောင်မှုဖြစ်ပါတယ်အနည်းငယ်ကြောင်ညာစင်တန်ကတော့အကယ်၍ဝတ်သားအသားက3မျိုးထည့်ထားပါတယ်ဒါပေမဲ့ဟင်းကြီးကဝတ်သားဟင်းကြီးနဲ့စက်သားဟင်းကြီးရှိပါတယ်စက်သားဟင်းကြီးပဲတောက်ချင်တဲ့လူတွေကဒီကျွန်တော်ရဲ့ညာဘက်ဘက်တောင်းမှာကပောင်နဲ့ထောက်ပြပါဦးအဲ့မှာစက်သားဟင်းကြီးရှိပါတယ်လို့နော်ဝတ်သားဟင်းကြီးလုံးဝတောက်လို့မရတဲ့လူတွေဒီတန်တဲ့ဆက်ဖြစ်ပါတယ်လို့အဲ့ဒါကြောင့်မိမိကျမ်းမာရေးနဲ့ကြိုက်နေတဲ့စပွဲမှာထိုင်နေမှာသုံးဆောင်တယ်ဖြစ်ပါတယ်ချက်သားဟိုဘက်မှာစောကြစောကြဖြစ်ဖြစ်ပေါ့ဖြစ်ဖြစ်ပေါ့အေးစေးပေါ့ နားနဲ့ဟောတာဒါနဲ့ပါရ